ဒီမှာတောင်းတဲ့သူတယောက်မှမရှိမရှိမအားရစိတ်နှောက်ချက်ဖြစ်တယ်ဟုတ်တယ်စိတ်နှောက်ချက်ဖြစ်တော့ကိုယ်မှဆိုရှိမပေးနော်တော့မပေးမချင်းမင်းတချို့လဲတန်းကလေးဆိုရင်ပို့ဆိုးတယ်ချီတော့တွေလိုက်ဆဲဩRMC ကြောင့်အဲ့ဆိုပဲဒီနိုင်ငံမှာလေဘာလို့မက်ဆီတက်လဲစဉ်းစားလို့မရငါလည်းမသိမတော်တက်ကြမသိစေချင်တာနဲ့တွေ့တယ်သူတို့ဟုတ်တော့တယ်အဲ့ကျွန်တော်တို့ပဲတင်တယ်ဖုန်းကြီးရှိရတော့ဟုတ်ပါဒါပေမဲ့ဒါတအားရှိရမှာမဟုတ်ဘူးကိုမသိစေချင်တာကွာကိုဘယ်သူလဲဆိုတော့မသိစေချင်ညနေသားပဲမဆောင်ဒီဟာတကူဝစားကြမှာဒီမှာကြီးဟာဆိုင်နေဝမ်းမဲ့ဟာလေးမုံလေးပါညာလိုမျိုးလေးဒါပေမဲ့အိမ်မှာဟင်းမချက်ခဲ့ငါအိမ်မှာချက်ခဲ့လားဝတ်သားနဲ့အာလူနဲ့ချက်အဲ့ဆိုတော့အိမ်မှာပဲစားတယ်ကျွန်တော်လည်းပေါ့စီပဲဟာပဲမဟုတ်ရတယ်ဘယ်မှာစားတာကိစ္စမရှိမြန်မာလားမသိဟုတ်ပါဟုတ်စင်းလားဆိုရင်စီတော့ဘာရတာရှိဘာမှရကြည့်တော့လေးကိုပဲညောင်းလေးဘင်းကြီးဒါကြတော့မိသားစုပေါ့အဲ့လိုမျိုး3ယောက်တော့စီးမကောင်းတာဒီစားနဲ့ပုံပြီးခဏခဏတက်ပြင်းချမယ်ဟုတ်လို့တမျိုးထင်သွားအောင်မပြောပါချာဟိုအကျင့်ဖြစ်ကိုကသာကိုဒီလိုတက်ရှူပါဗျာတစ်ဖက်လူကထင်သွားဟာပါလေဟာလည်းပြောနေတော့တပြင်းချတယ်အဲ့လိုတော့အယူတော့မရှိဘူးဟုတ်လို့မရှိပဲရှိမှာပါထုံးပြောသူလည်းမရှိဘူးဟုတ်လားကျင့်လို့ဖြစ်ခုဆိုတာတမြင့်ချအမေရန်ကုန်သမီးတို့ရန်ကုန်မှာရှိတာဗာမြက်တယ်တဲ့ဒလားစိတ်ကန်းတို့ဘာတို့ကွာဗာမြက်တယ်ဟိုမသိလှိုင်မြက်တို့ဘာတို့ဟုတ်မှတယ်လှိုင်မြက်အေးရလှိုင်မြက်တို့ငမိုးရီချောင်းငမိုးရီချောင်းရဲ့အဲ့ဒါဟိုးဘာတွေရောက်ပါကျွန်တော်ရောက်တော့ကောင်မရှိအေးဟုတ်တယ်ငါတို့တင်းနေနည်းတေးချင်လောက်ပါမယ်ပြင်းလိုက်လဲတာငါတို့မလာခင်တော့အဲ့လမ်းဘေးဟွာတွေပြင်းနေဟွာရေမြောင်းနေလူတွေတော့အပန်းဖြေဖို့ပန်းဖြေဖို့ဟွာရန်ကုန်မင်းပန်းချံကြဲကြဲဘာမှရှိဘူးချုပ်ပန်းချံကျင်းနေချင်းမြောင်းစုပ်ချွန်းနေတယ်ပန်းချံရှိတဲ့တယ်ကွာရှိတဲ့လားမျိုးအင်္ဂါရနေကြီးမမျိုးတစ်မျိုးတည်မယ်ဆိုလို့ရှိရင်ပန်းချံကစားကွင်းအဲ့လိုရှိရရောက်ဘူးလားမင်းဒလားစိတ်ကန်တော့ပါတော့ရောက်ဘူးမထင်တယ်ဒါပေမဲ့ဒီလိုအခုတီးတဲ့အချိန်ကျမတီးဘူးရောက်ဘူးတီးတတ်တဲ့ရွေးကြအတီးတော့ရောက်ဘူးလိုက်ဒလားစိတ်ကန်လားပါလားမသိဘူးငါကွညကုံသွားတော့ငါတစ်ခေါက်ရောက်ပဲကွညကုံသိအောင်လားကွညကြောက်ဝင်မှာအဲ့တော့ဟိုလိုတော့အမီးလိုတော့ငါလှုပ်တဲ့ကောင်နဲ့မှာသူကခေါ်လို့သူတို့ရွာအဲ့တော့ဗာလေတင်မောလဲမဟုတ်တမန်လားပါလားမသိဘူးကွာတော်တော်ကြီးရလှေလဲမဟုတ်တင်မောလဲမဟုတ်ဗာလဲမသိအဲ့ဒါစိတ်ဖြစ်သွားစင်ရောလေးတော်ပေါ်အဲ့ဘာငါတော်ပေါ့ငါငါငရမ်းကြောက်တယ်ကတော့အများကြီးပဲပြန်ကြတော့ထည့်ပြီလေငါစိမ့်ဆောင်နော်စိမ့်ဆောင်ငါရှင်မို့လားငါတိမ်မဟုတ်လားစိမ့်ဆောင်ငါရှင်မဟုတ်လားတခုကြံတယ်ငါတော့လေမူးစိမ့်ဆောင်ရမှာရေထဲမှာခြေနေငါမဟုတ်ရောက်စိမ့်ဆောင်မယုံငါတခုရှိတယ်အဲ့လေမူးပါလေမဟုတ်မူးစိမ့်ဆောင်လည်းမဟုတ်
ဘူးစိန်ဆောင်လည်းမဟုတ်ဘူး အဲ မေးဟာမင်းမမေးကိုကြီးကတာစိန်ဆောင်ငါတော့ဟုတ်တယ်မူးအရေးတယ်မူးစိန်ဆောင်မဟုတ်ဘူးနော်တော်တော်ကွဲတယ်စလုံးပေါင်းကအဲ့တည်တဲ့ဈေးထဲမှာရှိတဲ့ငါးနဲ့ အဲ့ဒါကိုပြောအဲ လို့ခေါ်ပါလိမ့်မေး ဘာမလားခုနှစ်ပွဲပဲကန်ရတာ